ငါခုပဲဟင်းသီးဟင်းရွက်သွားဝယ်လိုက်အောင်မယ်အကိုဟောက်အဟောက်ကကိုညီကိုတွေဆိုပေမဲ့လေငါတို့ဘက်ကအဲ့ဝစ်ကြေပုံရမယ်လေဒါမှမဟုတ်လေမင်းမဲအပြင်ကိုမြန်သွားဝယ်လိုက်မလားအေးလေမင်းတို့ညီကိုတွေမတွေ့ရတာလေဆယ်စုနှစ်တခုမကတော့ဘူးပဲငါပဲအခုသွားဝယ်လိုက်တော့မယ်ဂျီလီကူလူနဲ့ဘာတွေပြောနေကြတာလဲပေတန်းစာမနေတာလားဖေအဲ့ဒီမိန်းမထွက်ပြေးသွားပြီသူ့ကိုလွှတ်ထားလိုက်စမ်းဒီသားမီးနှစ်ယောက်ကိုဖမ်းထားနိုင်သေးတော့ဘသူမှထွက်ပြေးလို့မရဘူးအိုးဘသူကတဖန်းရဲမှာလဲအဲ့ဒီဝါရုပ်ကြီးကိုသမီးတို့မနိုင်ဘူးလေကိုကိုင်းနဂါးရဲ့နာမည်ကိုအယောင်ဆောင်တဲ့သူကိုဖမ်းမိရင်ဒါဟာအကြီးအကျယ်ကောင်းမှုကုသိုလ်ရမှာပဲမင်းတို့ကဒီလိုအခွင့်အရေးမျိုးကိုလက်လွတ်ခံမလို့လားဒါပေမဲ့သမီးတို့တကယ်မရှင်းနိုင်ဘူးလေဒီနေ့အကိုဟောက်ကမင်းတို့အတွက်လာဖြေရှင်းပေးမှာသူရောက်လာတဲ့အချိန်ကျမှငါတို့လူအုပ်ကြီးကလူနှစ်ယောက်တည်းကိုတော့မနိုင်ဘူးဆိုတာကိုမြင်သွားရင်နောင်ကြရင်ငါတို့ဟာဟုံစိတ်အဖွဲ့ရဲ့အရှက်ရစရာဖြစ်သွားလိမ့်မယ်ဒါဆိုဘယ်လိုလုပ်မလဲငါမှနီးလန်းရှိတယ်မြန်ပြောဒီနီးလန်းကအရန်ရုပ်မှလွန်းလို့ငါမသုံးရဲဘူးဟုံစိတ်အဖွဲ့ကငါရဲ့ကျေးဇူးကိုတကယ်ပဲမှတ်မိနေမှာလားပေချာပေါက်မှတ်မိမှာပေါ့ကောင်းပြီရှောင်းမြတ်မင်းကြည့်လိုက်ဦးဒါပါလဲဆိုတာငါဒီနေ့မင်းအကြောင်းစုံစမ်းဖို့အတွက်ကျောင်းလုံခြုံရေးတွေတတိမထားမိတဲ့အချိန်မှာစီမံခန့်ခွဲရေးရုံးတကားကိုဖျက်ဆီးပြီးဝင်ခဲ့တာမင်းရဲ့အိမ်အောင်စုစရင်ကိုရှာမတွေ့ပေမဲ့မင်းရဲ့ကျောင်းသားကိုရေးမှတ်တမ်းတွေကိုတော့ငါရှာတွေ့ခဲ့တယ်နင်ဘာလို့မလို့လဲဟေ့ကားပြင်သမားမင်းကမင်းသမီးကိုသွေးသားတွေကနေချစ်တာမဟုတ်လားမင်းတို့ကငါတို့ကားကိုဖျက်ဆီးခဲ့တာမဟုတ်လားအခုချက်ချင်းဒူးထောက်ပြီးတောင်းပန်စမ်းမဟုတ်ရင်မင်းသမီးရဲ့ကိုရေးမှတ်တမ်းတွေကိုငါဆုတ်ဖြဲပစ်မယ်မလုပ်ပါနဲ့အကိုကြီးငါမှကလေးမမရှိတာစကူစုပ်လေးတရွယ်ဆုပ်တာကိုဘာကြောက်เสียရှိလို့လဲဝတ်တုတ်ကြီးဦးလေးဒီကိုရေးမှတ်တမ်းတွေသာပျက်စီးသွားရင်ဒါဟာအတူအယောင်လုပ်ထားတယ်လို့အသက်မှတ်ခံရပြီးတက္ကသိုလ်တွေကလက်ခံမှာမဟုတ်တော့ဘူးဘယ်အလုပ်ကင်ဌာနကမှလည်းအလုပ်ခံမှာမဟုတ်တော့ပဲအနာဂတ်တစ်ခုလုံးပျက်စီးသွားလိမ့်မယ်ဒါကဥပဒေချိုးဖောက်တာမဟုတ်ဘူးလားဥပဒေချိုးဖောက်တော့ဘာဖြစ်လဲဟုံစိတ်အဖွဲ့တွေဝင်နိုင်သွားရင်ငါတစ်သက်လုံးပူစရာမလိုတော့ဘူးချန်နဲ့နင်ကစားတော်တယ်မဟုတ်လားငါခုပဲနင့်ကိုဖျက်ဆီးပစ်မယ်ဒီကောင်မလေးကအသက်ငယ်ငယ်လေးနဲ့တကယ်ကိုရက်ဆက်တဲ့မိန်းမပဲနောင်ကြရင်အကြီးအကျယ်ဖြစ်မဲ့သူပဲကားပြင်သမားမင်းကြားတယ်မလားငါရဲ့သမီးလေးရဲ့ကိုရေးမှတ်တမ်းကိုဖျက်ဆီးမလို့ဟုတ်လားမင်းတို့အသက်ရှင်ရတာညှင်းငွေ့နေပြီထင်တယ်ငါပဲလာခဲ့ပါမယ်ဘာပဲပြောဒါငါသမီးရဲ့ကိုရေးမှတ်တမ်းပဲလေငကားအကိုဒီလိုအဆင့်တန်းမရှိတဲ့ကောင်တွေကြောင့်အကိုလည်းညစ်ပတ်မခံပါနဲ့ကလေးအတွက်ဆိုရင်ညစ်ပတ်တယ်မညစ်ပတ်ဘူးဆိုတာမရှိပါဘူးဒါမှဟန်ကြတာပေါ့စောကလေးကဒီလိုနာခံခဲ့ရင်ပြီးနေတာကိုဒီကားပြင်သမားကဒီအတိုင်းရက်နေပြီးအဲ့ဒီဝါရုပ်ကြီးကပဲတိုက်ခိုက်နိုင်တာကိုသူကတော့ကြောက်တက်တဲ့ခွေးအိုကြီးလိုဝါရုပ်ကြီးနောက်မှာပဲပုံနေတာမင်းတို့မြန်သူ့ကိုနှိပ်စက်လိုက်ကြယူခဲ့စမ်းမင်းကိုဒူးထောက်ခိုင်းနေတာလေအခုဒူးထောက်ပြီလားငါစကားကိုဒုတိယအကြိမ်ထပ်မပြောဘူးတိုက်ဆိုင်လိုက်တာငါလည်းထပ်မပြောတတ်ဘူးအခုချက်ချင်းမင်းသမီးနဲ့အတူဒူးထောက်ပြီးတောင်းပန်စမ်းတတိထားအောင်မလုပ်ပါနဲ့ငါတို့ကအတန်းဖော်ရီလေးငါနင့်ကိုဘယ်တော့မှမစော်ကားခဲ့ဘူးပါဘူးနင်ကစားတော်တော့ငါတို့ကိုအထင်သေးတာပေါ့အတန်းကောင်းဆောင်နင်ကပုံမှန်ဆိုလောကထဲမှာကျင်လည်နေတဲ့ငါတို့လိုလူတွေကိုမျက်လုံးထဲထည့်လို့လားနင်ဒူးထောက်ပြီးတောင်းပန်တဲ့အခါကျရင်သိရမှာပေါ့အတုံးမဝင်ဆုံးအရာကစားတော်တာပဲဆိုတာရှင်းပြလိုက်စမ်းငါဒီနေရာတင်သူတို့ကိုရှင်းပြမယ်